ဒီပါလို့ သမီးရှိတာကဘယ်လိုဖြစ်သွားလဲ ။ရင်းသွားဝယ်ခိုင်းနေပေါ့ဒီရှိနာဆိုင်မှာသွားဝယ်ခိုင်းနေအဲ့အပြန်ကြတော့အပြန်ကြမှာပဲကာလိုင်းက73နှစ်လမ်းပြီအဲ့ကတိုင် သမီးရမ်းနာနေသေးလားသမီးနာတယ်ဩတနာပါရဲ့အခုညီမအခုဘယ်လိုဖြစ်နေရှင်လဲဘယ်လိုဖြစ်နေတာလဲအမလည်းအင်တာဗျူးတွေ့လို့လာတာဒီကရွှေတဝန်းရဆရာတွေဆရာမတွေနဲ့အတူလာခဲ့တာ ဒီကလေးကျမ်းမရင်တော့သူ့ကိုပူပေးစီချင်ပါ ဒါ လား ပေါ့ဒါပေါ့ ဒါသူ့အနာကတော့တော်တော်လေးချိန်နေဆိုတာဆိုတော့လေအမတို့ကရွှေတဝင်းနဲ့အမြဲတမ်းပဲဟိုဒီလက်တွဲပြီးတော့ကလေးတွေကူညီပေးနေတာဆိုတော့ရွှေတဝင်းရဲ့ဆရာဝန်တွေပြကြည့်တဲ့အခါကျသူအနာရေရှည်ကုရမှာပေါ့ညီမရဲ့သူကကလေးဆိုတော့ဒီအခုသူလက်ရှိလက်တလုံးကတော့ခြေချောင်းနဲ့နှာချောင်းတော့ဖြတ်ထားတယ်ဟိုခြေချောင်းနဲ့နှာချောင်းဖြတ်ထားတာတွေ့ရတယ်ဆိုတော့ဒါရေရှည်တော့အလားနဲ့ချီပြီးတော့ဆေးကုရမယ်လို့ဆရာဝန်တွေကပြောပါတယ်အဲ့တော့ဒါဒီကလေးလေးကိုဒါခြေထောက်ကိုလုံးဝကောင်းသွားတဲ့အထိပေါ့လေသူလမ်းလျှောက်နိုင်တယ်ခြေအနာရီတက်တာသွားတဲ့အထိတော့အမှားအကူကြီးပေးဖို့စဉ်းစားတာမတော့လေဟောပါတော့နော်သူတို့ဆေးကမ်းမှလည်းလားနဲ့ချီပြီးတော့ဆေးထည့်ရမယ်ဆေးကုရမယ်ဆိုတော့အမသူတို့အင်းလေးငားပေးဖို့တော့စဉ်းစားတယ်ပေါ့အင်းလေးငားပြီးတော့သူတို့သားမီးနဲ့နေလို့ရအောင်လုံလုံချုံချုံလေးလည်းဖြစ်ရအောင်ပြီးတော့ကလေးလည်းဆေးထည့်ရမှာဆေးကုရမှာဆိုတော့ကလေးအငယ်လေးလည်းရှိတာဆိုတော့လေသူ့အမေလည်းအလုပ်လုပ်လို့ရအောင်အမတော့အိမ်လေးနဲ့အိမ်လေးငားလိုက်တယ်ဆိုရင်လည်းသူ့အတွက်ပို့ပြီးအဆင်ပြေပါမယ်လို့ထင်ပါအမတော့အိမ်လေးငားဖို့စဉ်းစားလိုက်ပါတယ်ဒါတော့ တက်တာပါပြီ တက်တာတော့ သူငိုနေအော်နေတွေ့တော့လဲအသေးတယ်သူ့အမေကသူ့အမေတော့မကြည့်ရဲဘူးလေသူ့ကိုလည်းမကြည့်ရဲဘူးပြီးတော့အဲ့လိုအော်တဲ့အတန်တွေငိုတဲ့အတန်တွေမခံစားနိုင်ဘူးသူတော်တော်နာမှာဖွင့်လိုက်တဲ့အချိန်မှာအနံ့နေရလည်းမခံစားနိုင်ဘူးတော်တော်နံနေဆိုတော့ဒီကလေးအနေနဲ့တော်တော်လေးခံစားမှာသူခုဒါသူဒီလိုတော့မြောက်လို့ရတယ်ဒီလားခုလိုအစားအစာရရလိုက်လုပ်ပြီးပူညီပေးရတဲ့ကျေးဇူးနိုင်အမနဲ့အကိုတို့အမတို့အားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကြီးနောက်ထပ်မင်းသမီးစုရရလူတွေနိုင်ရောပုံနိုင်ပါစေ မလေးအတက်တယ်နော်ခုခေတ်ကလေးတွေကတက်ကိုတက်တာအဲ့ဒါတော့ဆရာဝန်ကစောင့်ကြည့်အောင်မယ်လို့ပြောတယ်ခွဲဆက်ရမယ်ဆိုလို့ရှိရင်လည်းမကောင်းမယ်ဆိုရင်တော့လည်းခွဲရမှာပဲပေါ့လေမတတ်နိုင်ဘူးပေါ့ဒါပေမဲ့ဆရာဝန်တွေကတော့နည်းနည်းစောင့်ကြည့်အောင်မယ်တစ်ပတ်နှစ်ပတ်စောင့်ကြည့်ပြီးတော့မှခွဲတဲ့မခွဲတဲ့ပြန်ပြောမယ်လို့ပြောပါတယ်